သူချယ်ပဲ92ကြောင်နေရလားဒါမှမဟုတ်သူ့ရဲ့ကစားခွဲရတဲ့ကစားသမားတွေကိုသူမသုံးတက်လို့ပဲလားသုံးညင်လို့ပဲလား World Cup မှာအင်္ဂလန်ဘယ်လောက်ထိရောက်နိုင်မလဲဆိုတဲ့ဟာမျိုးဆောက်တလဲတွေရွေးလာတာကတော့သိကြတယ်ပရိသတ်တွေနဲ့လုံးဝအမြင်ကွဲလွဲတယ်အားလုံးခြုံငုံကြည့်မယ်ဆိုရင် Harry Kane ရှိတယ်မင်းပါစိတ်ပူနေရတယ်ဆို Harry Kane ရှိတယ်ဘယ်မှာစိတ်ပူနေရဆိုတော့မဟုတ်ဘူး game တစ် game နဲ့ဆော့နေရမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီကစားပုံတွေကအများကြီးပြိုင်ပွဲပေါ်မှာတက်ရောက်လာနိုင်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာတော့ဒီအင်္ဂလန်သင်းရဲ့လက်ရှိတူချယ်ရွေးချယ်ထားတဲ့ဒီလူစင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်ကိုဒါဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနာမည်ကြီးထမင်းငတ်တို့အင်္ဂလန်တို့ကတော့ဒီကဖလားမှာလည်းရွေးချယ်ထားတဲ့လူစင်းကပြည်သက်တွေကြားထဲမှာအရန်ဟိုဝေဖန်မှုတွေမြင့်တက်နေတယ်နာမည်ကြီးကစားသမားချို့ချန်လက်ခံထားရတယ်တချို့ကစားသမားတွေကိုမထင်မှတ်တဲ့ကစားသမားတွေကိုရွေးချယ်သွားတယ်ဒီပါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အင်္ဂလန်ရဲ့လူစင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့ကြည့်လိုက်ရအောင်ပေါ့နော်အင်္ဂလန်လက်ရှိရွေးထားတဲ့လူစင်းထဲမှာဂိုးသမားနေရာမှာကျွန်တော်တို့ဒီ Pickford, Henderson နဲ့ကျွန်တော်တို့ Trafford ပေါ့နော်ဒါပေမဲ့ကျွန်တော်သိပြီးတော့သဘောမကျတဲ့ချက်ကဘာလို့ Trafford ကိုအပီးတဲ့လူစင်းတွေကိုခေါ်လာရလဲပေါ့နော် Jason Steele တို့ဘာတို့ခေါ်လာလို့ရရတာနဲ့ဘာလို့ James Trafford ကိုပဲဆွဲခေါ်လာရတယ်အဲ့တော့အတင်းတင်းမှာကျွန်တော်ဒီ second line နဲ့ရရဂိုးသမားကတရားဒီလုံးပွဲထွက်ခွင့်အကြိမ်နည်းတယ်အတင်းကြီးမှာကစားရတာတခုကလွဲပြီးတော့သူ့ကိုရွေးလာတယ်ဆိုတော့ဟာကလည်းဒါဂိုးသမားရမယ်ဆိုရင်တော့ဒါတက်ကီပါအနေနဲ့ပဲပြောလို့ရမယ်ဆိုအများကြီးတော့ပြောကြမရှိပေမဲ့ဒီတတိအသင်းရဲ့ဒုတိယဂိုးသမားတခြားအသင်းရဲ့ဒီစီနီယာဂိုးသမားတွေကိုကြော်ပြီးတော့ရွေးလာတယ်ဆိုတဲ့ဟာမှာနီးပြကိုယ်တိုင်ရောဒီကစားသမားပေါ်မှာ personally ကြိုက်လို့လား Jason Steele တို့ကတော့ဒီဟာဒီထဲမှာတော့ဒီတတိယဂိုးသမားအနေနဲ့ရွေးလာမယ်ဆိုရွေးလာတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့နောက်တန်းမှာကျွန်တော်တို့ရွေးမယ်ဆိုလို့ရှိရင်အများကြီးပြောစရာရှိရပေါ့နော်ချို့ကစားသမားတွေတော်တော်များများနာမည်ကြီးကစားသမားတွေချန်လက်ခံထားရတယ်အဲ့တော့ Maguire, Lewis Kelly နောက်ပြီးတော့ကျွန်တော်တို့ Alexander Arnold ပေါ့နော်အဲ့အစားကျွန်တော်ရွေးလာတဲ့ကစားသမားတွေကကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကွန်ဆတ်နဲ့ကွန်ဆာနောက်တစ်ကောင်ကကြတော့ spam ပေါ့နော်အဲ့တော့ဒီ Spartan spam ပေါ့နော်အဲ့တော့ spam ကတော့ဒီလက်ဘောမှာဒီ O'Reilly ရဲ့အရန်အနေနဲ့သွားမယ်ဆိုပြီးတော့ကျွန်တော်ကြည့်မယ်ဆိုရင်တော့ spam ဒီတရားဒီလုံးမှာပွဲထုံးခဲ့play minute မိနစ်အများကြီးကစားထားတာလွှဲလို့ရှိရင်team contribution မှာတခြားကစားသမားတွေနဲ့ဆိုရင်အချက်လက်တွေကကြည့်မယ်ဆိုလည်းအများကြီးနည်းနေရပေါ့နော်ဥပမာ Lewis Kelly သူ့ထက်ပိုပြီးစတက်ကောင်းတဲ့ Lewis Kelly တို့ဒီ Luke Shaw တို့ဘာလို့ရှိရတာနဲ့ဟိုလူဟောကတော့ကျွန်တော်ဒန်ယာပြဿနာကြပေါ့နော်အဲ့တော့ရှိရတာနဲ့ပေါ့နော်ဟိုအားလုံးကြော်ပြီးတော့ကျွန်တော်တို့ span ကိုရွေးလာတယ်ဆိုတော့ဟာလည်းတော်တော်ကြီးစားတယ်ပေါ့နော်တူချင်နေတယ်နောက်တစ်ချက်ကကျွန်တော်အာနိုးပေါ့နော်အာနိုးကတော့လက်ရှိချန်လက်ခဲ့တာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့လက်ရှိဒီယာဒီမှာပွဲထွက်ကစားမှုနေတာနဲ့ပြီးတော့ဒန်ယာပြဿနာတွေနဲ့တိုက်အချက်တွေပေါ်မှာမူတည်ပြီးတော့ဒီအာနိုးကိုမရွေးချယ်ခဲ့ဘူးဆိုတာနားလည်ပြီးလို့ရတယ်ပေါ့နော်ဒါပေမဲ့မကွာယာကြီးကိုချန်ထားပြီးတော့ဒီကွန်ဆာနှစ်ကောင်ခေါ်လာတာကတော့နည်းနည်းတော့ဟိုဟာဖြစ်တယ်ပေါ့နော်အဲ့တော့ကွန်ဆာမကောင်းမဟုတ်ကောင်းတယ်ဒီယာဒီမကွာယာရဲ့ပြထားတဲ့ဖောင်ရရောbig match တွေမှာမကွာယာဘယ်လောက်ထိအရေးပါတယ်အဲ့တော့ဒီကိုသွင်းနိုင်စမ်းလည်းရှိရဲအဲ့တော့ဒီကောင်းတိုက် area 1လည်းကောင်းတယ်ပြီးတော့ ball playing လည်းကောင်းနိုင်တယ်ဒီတွေ့ကြုံရှိတဲ့ဒီမကွာယာအစားပေါ့နော်ဒီလူငယ်ကသားမကွန်ဆတ်နဲ့ကွန်ဆာကိုရွေးလာအဲ့တော့ကွန်ဆာကိုပြောမယ်ဆိုလို့ရှိရင်ကွန်ဆာဒီယာဒီ Aston Villa နဲ့ Europa League Champion ဖြစ်တယ်အဲ့တော့ Aston Villa တင်းရဲ့ဒီတရားဒီလုံးပွဲစဉ်မှာကွန်ဆာကဒီအသင်းရဲ့ဘခုနောက်အကောင်းဆုံးsorry အသင်းမှာဒီအကောင်းဆုံးခြေစမ်းပြနေတယ်ဒါပေမဲ့တို့ရှင်းမယ်ဆိုလို့ရှိရင်တော့မကွာယာဘယ်လိုပဲကြည့်တော့တာပါတယ်ဖလားရမရတာနဲ့ကြည့်ပြီးတော့တွက်မယ်ဆိုရင်တော့ကွန်ဆာကိုရွေးတာတော့လွယ်ပေါ့နော်နောက်တစ်ယောက်ကတော့ဒီလီဗာပူးစင်ကစားသမားကွန်ဆတ်ပေါ့နော်ကွန်ဆတ်ကဒီဟာဒီလီဗာပူးကနေပြီးတော့လီဗာပူးစင်ကိုပြောင်းသွားပြီးတော့ခြေစမ်းပြနေတယ်ဒါလီဗာပူးစင်ရဲ့အဓိကနောက်ခံကစားသမားတစ်ယောက်အနေနဲ့ခြေစမ်းပြနေတယ်တော့ဘာပဲပြောကွန်ဆာမကောင်းလို့ပြောချင်တာမဟုတ်ဘူးเนาะသူတို့နှစ်ယောက်ကိုကြော်ပြီးသူတို့နှစ်ယောက်ကိုမကွာယာကိုကြော်ပြီးသူတို့နှစ်ယောက်ကိုရွေးတဲ့ဒီတူချယ်ရဲ့နီးစနစ်ကကျွန်တော်ကွာဖလာမှာဘယ်လောက်ထိအလုပ်ဖြစ်မလဲဆိုတာကိုဟိုစောင့်ကြည့်မယ်ပေါ့เนาะနောက်တန်းမှာဆိုရင်ဂူဟီနဲ့ဒန်ဘန်တို့ကြံသေးတာဖြစ်တဲ့အတွက်ဖက်လာမရှိဘူးကျွန်တော်နည်းနည်းခြံထားရကစားမှတယောက်ရှိအဲနောက်တန်းမှာဘာလို့ဆို John Stone ပဲပေါ့နော်တရားဒီလုံးမှာဒီတရားမန်စီးတီးရဲ့တရားဒီလုံးမှာဒန်ယာရီနဲ့ဟိုဖြစ်ပြီးတော့ဒီယာဒီမန်စီးတီးကနေထွက်ခွာမဲ့ကစားသမားဖြစ်တဲ့ John Stone ကိုတော့တူချေကသူ့ရဲ့အပီးသက်လူစင်းမှာခေါ်လာတယ်ပေါ့နော်ဘလို့အုံနောက်နဲ့ခေါ်လာလဲတော့မသိဘူးပေါ့နော်အဲ့တော့ပွဲကစားခွင့်လည်းမရဘူးအသက်လည်းကြီးနေပြီဒန်ယာကလည်းမကြာခဏရနေတယ်အဲ့တော့ဒီကစားသမားကိုတင်းရဲ့ final လူစင်းမှာကွာဖလာသွားမဲ့ final လူစင်းမှာတူချယ်အနေနဲ့ထည့်လာရဲဆိုတာကြီးကတော့တော်ခုနကစားသမားနှစ်ယောက်တက်ဆိုင်ဂျွန်စတွန်းကတော့တော်တော်ရုပ်ပေါက်တဲ့ဒါကော်တာထဲမှာပါတယ်ပေါ့နော်အဲ့တော့ဒါကတော့ဒီနောက်အင်္ဂလန်ရဲ့နောက်တန်းပေါ့နော်အဲ့တော့ကွင်းလယ်မှာကတော့အများကြီးhighlight လုပ်စရာတွေ player တွေအများကြီးရှိရပေါ့နော်အဲ့တော့အထဲမှာကျွန်တော်တို့ challenge ထားတဲ့ကစားသမားတွေရှိရပေါ့နော်အဲ့ထဲကနာမည်ကြီးကစားသမားတွေမှာဆိုရင် Foden, Opama, Morgan Gibbs White, Dan Warden ပြီးတော့
ဘိုးဝင်ရှိသေးတယ်ဂျိန်းကာနာ LS Scott လို့ရှိရပေါ့နော်အဲ့တော့ဂျိန်းကာနာနဲ့ LS Scott ကိုခဏထားအောင်ပေါ့နော်သူတို့ကလည်းလက်ရှိဒီယာဒီမှာပို့ပြီးဒီယာဒီမှာမှပို့ပြီးတော့ဟိုဖောင်တွေကောင်းလာတယ်ပွဲထွက်ခွင့်တွေရလာတယ်အသင်းမှာအများကြီးကြိုးပြလာတဲ့အတွက်ဒီအင်္ဂလန်လူစင်းမှာဒီခြေစမ်းပွဲခြေစစ်ပွဲတွေမှာခေါ်ပြီးတော့သုံးနေဆိုပေမဲ့ဒီကဘာလာပြီးဆက်ယူစင်းကိုမပါလာနိုင်တာဟိုတော့နားလည်လို့ရရပေါ့နော်ဒါပေမဲ့ Foden တို့ Gibb White တို့ဒီကိုပါမာတို့ကိုချန်လက်ပြီးတော့တခြားကစားသမားတွေရွေးတဲ့ဟာမှာနည်းနည်းလေးတိုင်းရှင်ကြည့်မယ်ဆိုရင်တော့နည်းနည်းတော်တော်ပြိသက်တွေအများစုနဲ့ကွဲလဲဖို့ရှိရပေါ့နော်အဲ့တော့အဆိုးဆုံးကတော့ကျွန်တော်တို့ဟိုဟန်နာဆန်ကြီးကိုပြန်ရွေးလာတယ်ဆိုတဲ့ကိစ္စပဲပေါ့နော်အဲ့တော့ဟန်နာဆန်အသက်အဖြစ်လည်းကြီးနေပြီဒီယာဒီမှာလည်းခြားကစားသမားတွေနဲ့ရှင်လို့ရှိရင်သူကသူတော့ကောင်းပါတယ်ခြားသားတွေနဲ့ရှင်လို့ရှိရင်တော့ကြော်ပြီးသူ့ကိုတခြားကစားသမားတွေကိုကြော်ပြီးတော့သူ့ကိုရွေးရလောက်တဲ့ထိတော့သူကောင်းမနေဘူးပေါ့နော်အတွေ့အကြုံရှိတယ် leadership ကောင်းတယ်ဆိုပေမဲ့ပြိသက်တယောက်မှန်ထားတဲ့comment ကိုသဘောကျတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့အကယ်လို့ပေါ့နော်ဟန်နာဆန်ကဒီ good leadership ဖြစ်တယ်ဆိုရင်ဘာဖြစ်လို့နီးပြ squad ထဲမှာမထည့်ပဲကစားသမား squad ထဲမှာထည့်ပြီးရွေးလာတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဘလို့ပဲကြည့်ပေါ့နော်ခုနလိုဗာလဲ Gibb White တို့ဒီGibb White တို့ဒီခိုးပါမာတို့ Foden တို့ကိုကြော်ပြီးတော့ဟန်နာဆန်ကိုရွေးလာပါတော့ဟန်နာဆန်ပြောနေဟန်နာဆန်ဒီ defensive midfield ကိုဦးစားပေးကစားသမားတွေပါရှောက်မပြောနေပေါ့နော်အဲ့သူ့နေရာမှာကစားနိုင်တဲ့ခြားကစားသမားတွေအများကြီးရှိရပေါ့နော်ထားပါရွေးထားပြီးသား Ilya Anderson တို့ Declan Rice တို့ Menu တို့ရှိရပေါ့နော်အဲ့တော့ဟိုတေချာတာကအများကြီးမရှင်နေပေါ့နော်အဲ့တော့ဂျိန်းကာနာနဲ့အဒန်ဝါတန်ရဲ့ဒီယာဒီ performance နဲ့ဟန်နာဆန်ရဲ့ performance နဲ့ကိုပဲရှင်ကြည့်ပေါ့နော်ရှင်ကြည့်မယ်ဆိုရင်တော့ဟန်နာဆန်ကမပါသေးတဲ့ကစားလုံးဝမပါသေးတဲ့ကစားသမားတယောက်တည်းမှာပါတယ်ပေါ့နော်ဘာယူရချက်နဲ့ရွေးလာလဲဆိုတော့တူရှယ်ပဲတည်လိမ့်မယ်ဖိုဒန်ဒီယာဒီမှာဒဏ်ရာပြဿနာနဲ့ကြုံတယ်ပွဲထွက်ခွင့်ချို့ပွဲတွေမှာပွဲထွက်ခွင့်တွေဆုံးရှုံးထားတယ်ဆိုပေမဲ့ဖိုဒန်ဒီတခြားဟိုကမ္ဘာဗလာဟိုပါတဲ့ကစားသမားတွေမှာပါတယ်ပြီးတော့နောက်ထပ်ကိုပါမာပေါ့နော်အရင်အဒီလက်ဆိုင်ကိုပါမာဒီယာဒီမှာဖောင်ကျသွားတယ်ဒီဟိုကိုပါဝင်ပတ်သက်မှုတွေရောကြသွားတယ်ပွဲထွက်ကစားသမားတွေနည်းနည်းဒဏ်ရာပြဿနာကြောင့်ပွဲထွက်ကစားသမားပွဲထွက်ခွင့်တွေနည်းနည်းဆုံးရှုံးသွားရဆိုပေမဲ့တူချေကတော့တော်တော်ကြီး92ကြောင်သူချယ်ပဲ92ကြောင်နေရလားဒါမှမဟုတ်သူ့ရဲ့ကစားခွဲရတနေ့ကစားသမားတွေကိုသူမသုံးတတ်လို့ပဲလားသုံးညင်လို့ပဲလားဟိုဟန်နာဆန်နဲ့ပို့လို့ဖြစ်မယ်ရှင်လို့လားပါလားတော့မသိဘူးပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီမာဒူယကီတို့ဟိုရွေးလာရဲဆိုတဲ့ဟာမှာလဲစီစာကိုင်းရဲ့အရင်ပေါ့နော်အင်္ဂလန် sorry အာဆင်နယ်ရဲ့ဒီ first line နဲ့ second line နဲ့နှစ်ကောင်ဟိုရွေးလာတယ်ဆိုတဲ့ဟာလဲဟိုခြားကစားသမားတွေစတော့ပြောင်ပြနေတယ်လို့ပဲပေါ့နော်ဘာဖြစ်လို့ဒီလိုကစားသမားတွေဥမာပေါ့အစွဲလားကစားသမားအစွဲရှိလို့လားဒါမှမဟုတ်သူကိုယ်တိုင်ကဒီကစားသမားတယောက်ရဲ့ play style နဲ့သူ့ရဲ့ကစားကွက်နဲ့အဝင်မယ်လို့ပဲယုံကြည်လို့လားအဲ့ဒါကတော့ကျွန်တော်ဒီ World Cup မှာအင်္ဂလန်ဘယ်လောက်ထိရောက်နိုင်မယ်ဆိုတဲ့ဟာမျိုးပါမြင်တယ်တေချာတာတော့ South လွဲတွေရွေးလာတာကတော့တေချာတယ်ပရိသတ်တွေနဲ့လုံးဝအမြင်ကွဲလွဲတယ်တော်တော်ကြီးဝေဖန်မှုတွေများတယ်အဲ့တော့ channel ကန်တဲ့ကစားသမားတွေနဲ့ကြာမှလည်းသူ channel clash ဖြစ်တာတွေအများကြီးပဲပေါ့နော်အဲ့တော့တေချာပေါက်တူ channel နဲ့ဒီအင်္ဂလန်ကို2016ကစားဖလားမှာ final လောက်တက် final တက်ပြီးတော့အကယ်လို့ final တက်သွားရင်တော့ဖလားမရပဲဒုတိယရရင်သူအောင်မြင်တယ်လို့ပြောလို့မရဘူးပေါ့နော်အင်္ဂလန်ရဲ့အနေထားဒီလက်ရှိချိန်မှာတော့ထိုက်တန်တဲ့စူဖလားတစ်ခုခုကိုတော့ဒါမျိုးဆက်တစ်ခုပြီးတစ်ခုမှတွဲချော်ခဲ့ပြီးဖြစ်တဲ့အတွက်ဒါဒီလည်းအကောင်းဆုံးသောမျိုးဆက်လို့ပြောလို့မရပါပဲဒါပေမဲ့ဟို squad တက်ရတခြားအသင်းတွေနဲ့ရင်မနှိမ့်တဲ့ squad ထဲမှာပါတယ်ပေါ့ဒါပေမဲ့ကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာမူတည်ပြီးတော့ရလက်တွေလည်းအများကြီးပြောင်းလဲသွားနိုင်မယ်နော်အဲ့တော့ဒါဒီကွင်းလယ်နဲ့ဒီ win နှစ်ဖက်ပေါ့နော်နောက်ထပ်ပြောစရာရှိတာဒီတိုက်စစ်ပေါ့နော်အဲ့တော့အဲ့ထဲမှာတိုက်စစ်မှာနည်းနည်းဟိုဟာဖြစ်တာဒီရေးလာဒီ Rashford ဒီ Oli Watkins Harry Kane ဒီ Saudi League ဒီ Ivan Toney ကိုရွေးလာတယ်ပေါ့နော်အဲ့တော့ပြောချင်တာကဗျ League ရဲ့ quality အရာ Premier League မှာကစားနေတဲ့ကစားသမားတွေဘယ်လိုပဲဖြစ်တော့ Saudi League ကစားသမားတွေဒီ competition ရရောကစားသမားတွေရဲ့ quality ရရောဒါ England Premier League ကစားသမားတွေပို့ပြီးတော့ရုန်းကန်ရတယ်ခြေစွမ်းရဖို့ရုန်းကန်ရတယ် quality တွေပဲရှိ player တွေပဲရှိတဲ့ကြားထဲမှာဒီသူတို့မှာ goal contribution ရအောင်goal တွေရအောင် assist တွေရအောင်သူတို့အများကြီးရုန်းကန်ရတဲ့အားမျိုးဆိုတော့ဒီထဲမှာIvan Toney ကိုဆုံးက surprise ကြီးပြန်ခေါ်ချတာအဲ့တော့ဘာဖြစ်လဲ target 9 striker လုံးဒါမှမဟုတ်လေ Harry Kane ရဲ့အရန်အနေနဲ့မိနစ်90လောက်မှာအဲ့လိုမျိုးထဲတာမျိုးတော့ရှုံးနေတဲ့အချိန်မှာဂိုးလိုချင်လို့ထဲတာမျိုးအဲ့လိုမျိုးအတွက်ဒီ Ivan Toney ကိုသုံးဖို့ခေါ်လာလားပေါ့နော်အဲ့တော့ Ivan Toney ရဲ့ကစားသမားဘဝ profile တစ်လျှောက်မှာလည်းတင်းကြီးတင်းမှာကစားခဲ့တဲ့ player မဟုတ်ဘူးပေါ့နော်အဲ့တော့သူ့အနေနဲ့သူ့ရဲ့အကောင်းဆုံးချိန်မှာသူ Sorry League ကိုပြောင်းသွားတယ် Sorry League မှာလည်းသူထိုက်လျောက်သူဂိုးသွင်းတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကဒီ Sorry League ရဲ့ quality အဆင့်တန်းနဲ့ Premier League ရဲ့ player တွေသူ Premier League ရဲ့အဆင့်တန်းနဲ့အများကြီးကွာတယ်ပေါ့နော်အားလုံးခြုံငုံကြည့်မယ်ဆိုရင် Harry Kane ရှိတယ်မြစ်ပါစိတ်ပူနေရတယ်ဆို Harry Kane ရှိတယ်ဘယ်မှာစိတ်ပူနေရလဲဆိုတော့မဟုတ်ပေမဲ့17ယောက်ချင်းပြိုင်နေရတဲ့ပွဲမျိုးမဟုတ်ဘဲနဲ့နီးပြရဲ့ quality ဒီ
အရင်ကစားသမားတွေရဲ့အင်အားပေါ့နော်အဲ့ပေါ်မှာမူတည်ပြီးတော့ကစားပွဲ game တစ်ခုကိုပြိုင်နေရတာပြီးတော့နိုင်ငံအကောင်းဆုံးတစ်သင်းစီဝင်ရောက်ပြန်ရှင်ပြိုင်နေရတဲ့ပွဲမှာ game တစ် game game တစ် game နဲ့ဆော့နေရမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီပြိုင်ပွဲတိုင်း minute တိုင်းမှာဒီအပြိုင်ဆိုင်မှုပြင်းထန်တဲ့ရေကုန်ရေကန်းကစားမှာကစားသမားတွေရဲ့ quality နီးပြရဲ့ဆုံးဖြတ်ချက်ကစားပုံတွေကအများကြီးပြိုင်ပွဲပေါ်မှာတက်ရောက်လာနိုင်မယ်တက်ရောက်လာအဲ့တော့နှစ်တိုင်းပြိုင်နေရတဲ့ပြိုင်ပွဲမျိုးမဟုတ်ပဲဒီလူစင်းနဲ့ပတ်သက်ပြီးတော့စာဝသနာတွေတက်နေတယ်ပေါ့နော်အင်္ဂလန်နဲ့ဒီကမ္ဘာဖလားမှာပဲခရိုအေးရှားဂါနာပနာမာတို့နဲ့အုပ်စုတွေကြားအောင်နေပေါ့နော်အဲ့တော့အုပ်စုချက်ကြီးမဟုတ်ပေမဲ့အရန်6နဲ့နေထားမှလည်းမပါဘူးပေါ့နော်ဒါပေမဲ့အင်္ဂလန်နေနဲ့ဒီအုပ်စုတော့ဒီအုပ်စုပုံနေနဲ့အေးစေးကျော်ဖြတ်နိုင်လိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဒါပေမဲ့တကယ်အင်္ဂလန်ဆိုတော့ကျွန်တော်လုံးဝမကြိုက်တဲ့ထဲမှာပါတယ် ranking ကပေးမယ်ဆိုရင်ကစားသမားတော်တော်များများကကြံခဲ့တယ်ပေါ့နော်ကျွန်တော်ပါသိတယ်လို့ထင်တဲ့ကစားသမားတော်တော်များကြံခဲ့တယ်တူချယ်အနေနဲ့ဒီလူစီင်းနဲ့ဒီအင်္ဂလန်ကိုဒီ2016ကမ္ဘာဖလားမှာဘယ်အဆင့်ထိဆွဲခေါ်နိုင်မလဲပြီးပုံစံပြောင်းလာတဲ့ကမ္ဘာဖလားအသင်းများလာတဲ့ကမ္ဘာဖလားပြန်ဆံမှုပြင်းထန်လာမယ်ကမ္ဘာဖလားထူးခြားမှုတွေအများကြီးရှိနေတဲ့ဒီ2026ကမ္ဘာဖလားမှာအင်္ဂလန်အနေနဲ့သူကြာခင်ဆောက်ကြည့်ရတော့เนาะအဲ့တော့ကျွန်တော်ဗီဒီယိုအနေနဲ့ရှေ့သွားဖြစ်တော့ဒီဗီဒီယိုဒီမှာပဲကျွန်တော်ရက်လိုက်မယ်အဲ့တော့နောက်ဗီဒီယိုတွေမှာတခြားအသင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ဆက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဆုံးထိကြည့်ပြီးတော့တယောက်ချင်းစီတိုင်းအားလုံးကျေးဇူးတင်ပါတယ်